ပရီးမီးယားလိဂ်ပွဲစဉ်36ရဲ့ပွဲကောင်းတစ်ပွဲဖြစ်တဲ့ဆန်ဒါလန်အသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ကတော့တစ်ဖက်ဂိုးမရှိနဲ့တည်ကြခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပွဲပြီးသုံးသက်ချက်လေးပြုလုပ်ပေးချင်ပါတယ်။ဒီပွဲစဉ်မှာဆိုလို့ရှိရင်အင်ရှင်အသင်းဘက်ကပုံမခွင့်ရေးအရာတိုက်စစ်စင်မှုတွေလှုပ်ဆောင်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ဒီပွဲစဉ်မှာဆိုရင်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂိုးသမားဖြစ်တဲ့လက်မန်သာအကောင်းဆုံးမကာကွယ်ခဲ့နိုင်မှုဆိုလို့ရှိရင်ဆန်ဒါလန်အသင်းကဒီပွဲစဉ်မှာမန်ယူအသင်းကိုဂိုးပြတ်တောင်အနိုင်ရရှိသွားနိုင်ပါတယ်။ဒီပွဲစဉ်မှာဆိုရင်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂိုးသမားဖြစ်တဲ့ဂိုးသမားလက်မန်ကအပိုင်ခွင့်ရေး၄ချိန်တောက်ကိုအကောင်းဆုံးကာကွယ်နိုင်ခဲ့ပြီးတော့တိုင်ထိထွက်တဲ့တလုံးအပါဝင်ဆိုရင်ဆန်ဒါလန်အသင်းကအင်ရှင်အသင်းအနေနဲ့ယူနိုက်တက်အသင်းဘက်ကိုတော်တော်လေးဒုက္ခပေးခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်အသင်းကတော့ကွင်းလေကစားသမားဖြစ်တဲ့အဓိကကစားသမားကက်စမေရိုမပါဝင်နိုင်ခဲ့တာကဒီပွဲမှာတိတိတတ်တာကိုအားရောစေခဲ့ပြီးယူနိုက်တက်အသင်းမှာဆိုလို့ရှိရင်လည်းပွဲမကန်ရတာကြာပြီဖြစ်တဲ့မီဆင်မောင်တို့ဇက်ဇီးတို့ပါဝင်လာခဲ့ပြီးတော့အချိတ်ဆက်လွဲတာတွေကလည်းတော်တော်လေးကိုအခြေအနေဆိုးခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုလို့ရှိရင်ယူနိုက်တက်အသင်းအနေနဲ့ကွင်းလယ်မှာမိန်နူးနဲ့မီဆင်မောင်တို့ကိုတွဲပြီးခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်နောက်တန်းမှာဆိုလို့ရှိရင်လည်းမက်ကွာယာနဲ့ပွဲပယ်ပြစ်ဒဏ်ကပြန်လည်ပါဝင်လာတဲ့မာတီနက်တို့ကိုတွဲဖက်စီခဲ့တာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ United အသင်းအနေနဲ့ကဘောလုံးပေးပို့မှုတွေလွယ်လွယ်ချော်ချော်ဖြစ်တာတွေပြိုင်ဘက်အသင်းရဲ့မာမာထန်ထန်တုံ့ပြန်မှုတွေရဲ့ United အသင်းကဘောလုံးရသွားတဲ့အချိန်မှာပြိုင်ဘက်အသင်းသားသမားတွေကလင်းလင်းမြန်မြန်နဲ့ဖြတ်ထုတ်ပြီးတော့လုံးဝကိုကစားကွက်တည်လို့မရအောင်လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဆန်လန်လန်သင်းအနေနဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ကစားသမားအားလုံးကဒီတက်ဆင်းတည်တည်ချာချာလုပ်ပြီးတော့မှတသင်းလုံးဆင်းတသင်းလုံးတက်ဆိုတဲ့ပုံစံမျိုးနဲ့ United အသင်းကိုဒုက္ခပေးခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်ကတော့ United အသင်းရဲ့အဓိကကစားသမားတချို့ကို2ယောက်လောက်ကတ်ထားပြီးတော့မှ United အသင်းကလုံးဝကိုတိုက်စစ်ဆင်လို့မရအောင်ကစားကွက်တည်လို့မရအောင်ဒီပွဲစဉ်မှာဆန်လန်အသင်းရဲ့ view ဟာကလည်းအထမြောက်ခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုရင် United အသင်းကလည်း4-2-3-1ဆိုတဲ့ကစားကွက်နဲ့ပုံမှန်ပွဲထွက်ခဲ့တဲ့ဒီပွဲစဉ်မှာဒဏ်ရာပြဿနာရှိနေတဲ့ Sesco လည်းမပါဝင်ခဲ့ဘူး။ဒါ့အပြင်အမ်ဘူမိုကလည်းအရန်စင်းမှသာပါဝင်ခဲ့ပြီးတော့ညာတမန်တိုက်စစ်မှာဆိုရင်အာမက်ဒီယာလိုနဲ့ပွဲထုတ်ခဲ့ပါတယ်။အာမက်ဒီယာလိုကလည်းဒီပွဲစဉ်မှာပွဲချိန်တော်တော်များများမဆိုးဘူးလို့ပြောရပေမဲ့လည်းတကယ်ကိုအပိုင်ဖြစ်စေနိုင်တဲ့အလုံးတွေကိုဖြုံးတီးပစ်ခဲ့တာကတော့တော်တော်လေးချီနေဆိုးတယ်လို့ပြောရမယ်။ဒါ့အပြင်ကွင်းလယ်မှာဆိုလို့ရှိရင်လည်းပုံမှန်ဆိုရင်တော့ကက်စမေရိုနဲ့မေနူးတို့ပွဲထွက်ခဲ့တယ်ဆိုပေမဲ့ဒီပွဲစဉ်မှာကက်စမေရိုမပါတာကြောင့်မီဆင်မောင်နဲ့မိန်နူးပွဲထွက်ခဲ့တဲ့အခြေအနေမှာမီဆင်မောင်လည်းစိုးတော့မစိုးပါဘူးဒါပေမဲ့ပုံမှန်တွဲဖက်နေတဲ့သူမဟုတ်တဲ့အတွက်ဒီမိန်နူးလည်းတော်တော်လေးခြေစွမ်းပိုင်းမှာဆိုလို့ရှိရင်မစိုးဘူးလို့ပြောရပေမဲ့လည်းအရင်ကြီးအားရတဲ့အခြေအနေမျိုးမဟုတ်ပါဘူးဒါကြောင့်ဒီပွဲစဉ်မှာ United အသင်းရဲ့ကစားပုံကဒီတပွဲလုံးကိုခြုံငုံသုံးသပ်ရမယ်ဆိုရင်အားရစရာကောင်းတဲ့အခြေအနေမျိုးတော့မတွေ့ရဘူးလို့ပဲပြောရမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်United အသင်းအနေနဲ့တပွဲလုံးမှာမှခြေနေတော်ဆိုးသွားတာကဂိုးကန်သွင်းခွင့်17ကြိမ်တော့ရှိပေမဲ့ဂိုးပေါက်တဲ့မှုကတစ်ကြိမ်2ကြိမ်လောက်ပဲရှိတဲ့ခြေနေလောက်ထိကိုတော်တော်လေးခြေနေဆိုးရွားခဲ့တာဖြစ်ပါတယ်။တစ်ဖက်ကဆန်နာလန်အသင်းကတော့ဒီပွဲစဉ်မှာ expected ဂိုးက 1.17 တောင်ရှိခဲ့ပြီးတော့ဂိုးကန်သွင်းခွင့်15ကြိမ်မှာ4ကြိမ်ဂိုးပေါက်တက်ခဲ့ပါတယ်။ဒါအပြင် United အသင်းရဲ့ဂိုးအီရာထဲမှာ28ကြိမ်တောင်ထိခွင့်ရခဲ့ပြီးတော့အပိုင်ခွင့်ရေးတွေလည်းများစွာရရှိခဲ့ပါတယ်။တိုက်စစ်မှုတွေနဲ့ဒီထက်ပိုပြီးတော့ဂိုးသွင်းအဆုံးသက်တည်ကြခဲ့မယ်ဆိုရင်တော့ United အသင်းကိုဂိုးတောင်ပြတ်သွားနိုင်ပါတယ်။ဒါပေမဲ့ကံကောင်းတာတစ်ခုက United အသင်းရဲ့ဂိုးသမားလက်မန်ကလည်းအားအသင်းစရာကောင်းတဲ့ဒီပုတ်ထုတ်ကာကွယ်မှုတွေကိုလှုပ်ဆောင်ခဲ့တာကတော်တော်လေးကိုချီးကျူးစရာကောင်းပါတယ်။ဒါကြောင့်ပဲဒီပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်လို့ပဲပြောရမှာပေါ့ဗျာနော်။ဒီပွဲစဉ်မှာဂိုးသမားလက်မန်အနေနဲ့အပိုင်ခွင့်ရေးတွေကိုကာကွယ်ပုတ်ထုတ်မှုတွေက4ချိန်တီတီတောင်ရှိခဲ့တယ်လို့ပြောလို့ရပါတယ်။ဒီလိုအနေထားကပဲ United အသင်းကိုတရေရလက်ရရှိစေခဲ့တယ်လို့ပြောလို့ရပါတယ်။အဲ့တော့ United အသင်းအနေနဲ့ဒီပွဲစဉ်မှာကိုတရေချခဲ့တာဖြစ်တဲ့အတွက်လက်ရှိမှာအဆင့်3မှာရပ်တည်နေပြီးတော့36ပွဲကစား65မှတ်ရရှိထားပါတယ်။ဒီလိုအခြေအနေကြောင့်ပဲ United အသင်းအနေနဲ့ Champions League ဝင်ခွင့်ကိုအဆင့်3မှာရပ်တည်ပြီးတော့ဝင်ခွင့်ရရှိဖို့အတွက်အကောင်းဆုံးအခြေအနေတရက်ကိုပိုင်ဆိုင်ထားပါတယ်။ Champions League ဝင်ခွင့်ကတော့တည်ကြသွားပြီဒါပေမဲ့ United အသင်းကအဆင့်3မှာရပ်တည်မလားအဆင့်4မှာရပ်တည်မလားဆိုတဲ့အခြေအနေမျိုးမှာဒီပွဲကိုတည်ကြခဲ့တာဖြစ်တဲ့အတွက်လက်ရှိမှာ Liverpool အသင်းနဲ့ဆိုလို့ရှိရင်တော့6မှတ်တိတိကွာခြားခဲ့ပြီဖြစ်ပါတယ်။9ကွာခြားချက်အရာတင်ချာကိန်းဂရန်းနေအရာဆိုရင်တော့ United အသင်းကအဆင့်3မှာရပ်တည်ဖို့အတွက်
အခြေအနေကောင်းတစ်ရပ်ကိုတော့ပိုင်ဆိုင်ခဲ့ပြီလို့ပြောလို့ရတယ်ပေါ့ဗျာ။ဘာကြောင့်လဲဆိုတော့လီဗာပူးအသင်းနဲ့ Aston Villa အသင်းကဒီလက်ကျန်ပွဲစဉ်တွေမှာထိပ်တိုက်တွေ့ဆုံမှုကရှိအောင်ပါ။ဒါကြောင့် United အသင်းကဒီနှစ်ဘောလုံးရာသီအဆင့်3နဲ့ပဲဒီဘောလုံးရာသီကပြီးဆုံးသွားဖို့တော့အခြေအနေကောင်းနေခဲ့တာဖြစ်ပါတယ်။ဒါဆိုရင်ဒီပွဲစဉ်မှာဒီကန်ခဲ့တဲ့ပေါ့နော်အရေးကြီးတဲ့အခိုက်အတန့်တချို့ကိုသုံးသပ်ကြည့်ကြရအောင်အထူးသဖြင့်ကတော့ဆန်နာလန်အသင်းရဲ့တိုက်စစ်ဆင်မှုကိုပဲပြောရမယ်ပွဲကစားချိန်9မိနစ်ထဲကဆန်နာလန်အသင်းတိုက်စစ်ဆင်မှုကနေပြီးတော့ဂိုးသမားလက်မှတ်အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်တော်တော်လေးကောင်းမွန်တဲ့ကာကွယ်မှုဖြစ်ခဲ့သလို10မိနစ်မှာလည်းဆန်နာလန်အသင်းရဲ့တိုက်စစ်ဆင်မှုကိုဂိုးသမားလက်မှတ်ထပ်မံပြီးတော့ကာကွယ်ခဲ့ရပါတယ်ပွဲကစားချိန်19မိနစ်မှာဒီဆန်နာလန်အသင်းရဲ့တိုက်စစ်ဆင်မှုကနေပြီးတော့မှမိန်နူးရဲ့အာမက်ရဲ့လက်နဲ့ထိခဲ့တယ်ဆိုတဲ့ပုံစံမျိုးဖြစ်ခဲ့ပေမဲ့လည်းဘောလုံးကလက်ကိုလာထိခဲ့တယ်ဆိုတဲ့အခြေအနေကြောင့် VAR တော့ပြန်ကြည့်ခဲ့တယ်ဒါပေမဲ့ပယ်နတီတော့မပေးခဲ့ပါဘူးပွဲကစားချိန်25မိနစ်မှာဆန်နာလန်သင်းရဲ့တိုက်စစ်ဆင်မှုကိုလည်းကိုသမားလက်မှန်အကောင်းဆုံးကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ကြမ်းပြောမယ်ဆိုလို့ရှိရင်9မိနစ်10မိနစ်25မိနစ်ဆိုတဲ့အတော်တွင်းမှာဆန်နာလန်အသင်းအနေနဲ့ United အသင်းဘက်ကိုတိုက်စစ်ဆင်မှုကတော်တော်လေးတောင်ကြောက်စရာကောင်းတယ်လို့ပြောရမယ်။အကောင်းဆုံးဖြစ်ခဲ့တာကကိုသမားလက်မှန်ရဲ့ကာကွယ်မှုတွေဖြစ်ခဲ့ပြီးတော့သူသာဒီအကောင်းဆုံးမကာကွယ်နိုင်ခဲ့ဘူးဆိုရင်ပထမပိုင်းမှာတည်းက United အသင်းကတော်တော်လေးအခြေအနေဆိုးသွားနိုင်ပါတယ်။မကစားချိန်28မိနစ်မှာ United အသင်းကတိုက်စစ်ဆင်မှုစတင်နိုင်ခဲ့ပြီးတော့ဇက်ဇီးရဲ့ခေါင်းတိုက်ချက်ကိုဘာတန်ပေါ်ကျော်သွားခဲ့ပါတယ်။31မိနစ်မှာဆန်နာလန်သင်းတိုက်စစ်ဆင်မှုရရှိခဲ့တယ်ဒါပေမဲ့ကန်ချက်ကကိုးတိုင်ဘီကနေတီတီလေးကတ်ထွက်ခဲ့တာဖြစ်တဲ့အတွက် United အသင်းသက်သာရာရခဲ့တာဖြစ်ပါတယ်33မိနစ်မှာလဲဆန်နာလန်အသင်းတိုက်စစ်ဆင်မှုကသူတို့ရဲ့ကန်ချက်မေဆင်မောင်းနဲ့ထိပြီးတော့ဂိုးလမ်းကြောင်းပြောင်းသွားပြီးတော့မှတောင်းကန်ပေါ်နေတာကျင်းနေခဲ့ရတာဖြစ်ပါတယ်ပွဲသားချိန်44မိနစ်မှာ Manchester United အသင်းတိုက်စစ်ဆင်မှုကဇက်ဇီးဖြုံးတီးပစ်ခဲ့လို့အဲ့ဒီအလုံးကတော်တော်နှမျောစရာကောင်းခဲ့ပါတယ်ဖာနတက်ရဲ့ပြပုံမှုကတော်တော်လေးကောင်းတယ်ဒါပေမဲ့တိုက်စစ်မှုဖြစ်တဲ့ဇက်ဇီးကဖြုံးတီးပစ်ခဲ့ပါတယ်ပွဲကစားချိန်ပထမပိုင်းပြီးလို့နာကျင်ချိန်မှု10မိနစ်မှာ United အသင်းတိုက်စစ်ဆင်မှုကတော်တော်လေးကောင်းခဲ့ပေမဲ့လည်းဆန်နလန်အသင်းရဲ့နောက်တန်းကရှင်းထုတ်နိုင်ခဲ့တာဖြစ်ပါတယ်ပွဲကစားချိန်ဒုတိယပိုင်း52မိနစ်မှာ United အသင်းတိုက်စစ်ဆင်မှုစတင်ခဲ့ပေမဲ့အာမက်ဒီယာလိုရဲ့ဂိုးရှိကိုပေးပို့မှုကတော်တော်လေးကိုအားနည်းခဲ့ပါတယ်အဲ့ဒီအနေထားမှာ United အသင်းရဲ့တိုက်စစ်ဆင်မှုကတော်တော်လေးကိုလှပတဲ့ကစားကွက်ဖြစ်ပေမဲ့လည်းအာမက်ဒီယာလိုဖြုံးနှီးပစ်ခဲ့တာပါပွဲကစားချိန်62မိနစ်မှာဆန်နလန်အသင်းအနေနဲ့အပိုင်ခွင့်ရေးထပ်မံရရှိခဲ့ပါတယ်။ဒါပေမဲ့ကိုသမားလက်မှန်အကောင်းဆုံးကာကွယ်ပုတ်ထုတ်နိုင်ခဲ့ပါတယ်။64မိနစ်မှာဂိုးရီယာအတွင်းမှာမာတီနဲ့လက်နဲ့ပြိုင်ဘက်ကစားသမားရဲ့မျက်နှာကိုဖျက်ရိုက်ခဲ့တယ်လို့ဖြစ်ခဲ့ပါတယ်။တော်သေးတာက VAR လည်းပြန်မကြည့်ခဲ့ဘူး။အနည်းပြကွက်မှာကတော့မာတီနက်အနေနဲ့လက်နဲ့ဖျက်ရိုက်တယ်လို့ဖြစ်တဲ့ပုံစံမျိုးရှိခဲ့ပါတယ်။ကံကောင်းတာကတော့ဒိုင်လီဂျီကမမြင်ခဲ့သလို VAR လည်းပြန်ပြီးတော့မကြည့်ခဲ့ပါဘူး။ဒါပေမဲ့ရုပ်သံအနည်းပြကွက်မှာကတော့နည်းနည်းတော့သိတာစေခဲ့တယ်ဒါကြောင့်မာတီနက်အနေနဲ့စီကံပိုင်းမှာကတော့လိုအပ်ချက်ရှိနေတယ်လို့မြင်မိပါတယ်ပွဲကစားချိန်မိနစ်80မှာဆန်နလန်အသင်းအနေနဲ့အကောင်းဆုံးတိုက်စစ်စေဂိုးကန်သွင်းခဲ့ပေမဲ့ကန်ဆိုးခဲ့တာကဂိုးတိုင်ထိပြီးတော့ထွက်ခဲ့တာဖြစ်ပါတယ်ဂိုးတိုင်ထိပြီးပြန်ထွက်လာတဲ့အလုံးကို United အသင်းရဲ့နောက်တန်းကရှင်းထုတ်နိုင်ခဲ့ပါတယ်ဒီလိုနဲ့ပဲဒုတိယပိုင်းပွဲကစားချိန်ပြေလို့နာကျင်ချိန်မို့10မိနစ်မှာ United အသင်းအနေနဲ့တောင်းကန်ဘောကန်ခွင့်ရရှိခဲ့ပါတယ်အဲ့ဒီအနေထားမှာ United အသင်းအနေနဲ့တိုက်စစ်ဆင်မှုတွေကနာကျင်ချိန်ပေါ်မှာဒုတိယပိုင်းပြီးဆုံးလို့နာကျင်ချိန်ပေါ်မှာအပိုင်ခွင့်ရေးတချို့ကိုရရှိခဲ့တယ်သူတို့အနေနဲ့တိုက်စစ်ဆင်မှုတွေတော်တော်လေးကောင်းခဲ့ပါတယ်အဲ့တော့ဒီနာကျင်ချိန်ပေါ်10မိနစ်မှာကောနာကျင်ချိန်ပေါ်2မိနစ်မှာကော United အသင်းအနေနဲ့အကောင်းဆုံးတိုက်စစ်ဆင်ဂိုးကန်သွင်းခွင့်ရရှိခဲ့ပေမဲ့စန္ဒန်အသင်းရဲ့ဂိုးသမားနဲ့နောက်တန်းကအကောင်းဆုံးကာကွယ်ပုတ်ထုတ်ခဲ့တာဖြစ်တဲ့အတွက်ပွဲကစီစီဆိုတဲ့ဒီရလက်နဲ့ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်ဒီပွဲစဉ်မှာကတော့ဒီပွဲစဉ်တစ်ခုလုံးကိုခြုံငုံသုံးသပ်ရမယ်ဆိုရင် United အသင်းအနေနဲ့ဆန်နလန်အသင်းရဲ့ဒုက္ခပေးမှုကိုတော်တော်လေးခံခဲ့ရတယ်လို့ပြောလို့ရတယ်။ဒီနေ့ဘောလုံးရာသီမှာဆန်နလန်အသင်းကတန်းတက်လာခဲ့ပြီးတော့အသင်းကြီးတွေကိုအိမ်ကွင်းမှာလက်ခံကစားတဲ့ပွဲစဉ်တိုင်းမှာတော်တော်လေးဒုက္ခပေးခဲ့တဲ့အတိုင်းအတာတစ်ခုထိဒီခက်ခဲစေခဲ့တယ်ပေါ့ဒီပွဲစဉ်မှာဆိုရင်လည်းဆန်နလန်သင်းကပထမအကျော့က2-0ဆိုတဲ့ရလနဲ့ United အသင်းကိုရှုံးခဲ့ပေမဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့အိမ်ကွင်းပွဲစဉ်မှာတရေရလက်ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်သူတို့ရဲ့အလင်းရောင်ကွင်းကြီးထဲမှာ United အသင်းကိုဇီးဇီးနဲ့တည်ကြအောင်စွမ်းဆောင်ထားနိုင်ခဲ့သလိုသူတို့အနေနဲ့တိုက်စစ်မှုတွေသာအဆုံးသက်တည်ကြခဲ့မယ်ဆိုရင်ဒီသွင်းကိုတွေတောင်ရရှိပြီးတော့အနိုင်ရနိုင်တဲ့အခြေအနေမျိုးတောင်ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီပွဲစဉ်ကတော့တစ်ဖက်ဂိုးမရှိသည့်ရလနဲ့သာပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်